အားလုံးပဲမင်္ဂလာပါရှင်အခန်း3လေးကိုဆက်သွားပါမယ်နော် Unit 7ရဲ့အခန်း3မရှိဆိုတဲ့ပိုးမွားမရှိဆိုတဲ့ပိုးမွားခန်းကြီးအလယ်မှာရှိနေတာပိုးမွားတွေလို့မှတ်မယ်အလယ်မှာရှိနေတာပိုးမွားတွေလို့မှတ်မယ်နာကဆိုတာအလယ်လေအလယ်မှာရှိနေတာပိုးမွားတွေလို့မှတ်မယ်နာခုနာရုမြည်တယ်လို့မှတ်မယ်နော်မြည်တယ်သူရဲ့အစိပ်ပိုင်းကိုတစ်ချက်ကြည့်မယ်ပါဇက်ကတွေအော်တယ်ပါဇက်ကတွေအော်တယ်ငှက်နော်ငှက်လေးတွေအော်နေတဲ့ချိန်ဆိုလို့ရှိရင်ငှက်လေးတွေပါဇက်ကနေအော်လို့ရှိရင်ဘဲမြည်တယ်လို့မှတ်နော်ငှက်လေးတွေပါဇက်ကနေအော်လို့ရှိရင်ဘဲမြည်တယ်လို့မှတ်မယ်ငှက်လေးတွေပါဇက်ကနေအော်လို့ရှိရင်ဘဲမြည်တယ်လို့မှတ်နာခုနာရုငှက်လေးတွေပါဇက်ကနေအော်လို့ရှိရင်ဘဲမြည်တယ်လို့မှတ်နော်နာရုအတန်တွေပါမြည်တာအဲကြတော့ဒီမှာအတန်တွေပါမြည်တာမှာတုံးတာနာရီမတ်အတန်တွေပါမြည်တာမှာတုံးတယ်နာခုကကြတော့ဒီအော်တာပါနော်အဲ့တော့ပါဇက်ကနေပြီးတော့ငှက်လေးတွေပါဇက်ကနေငှက်လေးတွေအော်တဲ့အချိန်ဆိုရင်ဘဲလဲမြည်လာတယ်လို့မှတ်နော်ဘဲခေါင်းလောင်းလိုမျိုးဘဲကိုပြောတာဘဲလဲမြည်လာတယ်လို့မှတ်မယ်အီကေဆိုတာကြတော့သူကရေကန်ရေအားပဲနော်သူများနဲ့တွဲလို့ရှိရင်အီကေရေကန်ရေအားသူများနဲ့တွဲလို့ရှိရင်ရေကန်ရေအားနေရကဘာမှာ10နဲ့ချီပြီးတော့ရှိတယ်လို့မှတ်နော်ရေကန်ရေအားတွေကကဘာမှာ10နဲ့ချီပြီးတော့ရှိတယ်လို့မှတ်ရေကန်ရေအားတွေကကဘာမှာ10နဲ့ချီပြီးတော့ရှိတယ်လို့မှတ်မယ်သူများနဲ့တွဲလို့ရှိရင်သူများနဲ့တွဲရင်ဒီလုံးမြောက်ခက်ကြီးခက်ကအမွေသူများနဲ့တွဲလို့ရှိရင်မိုးလက်ပြောင်းပြန်လေးကိုမြင်အမွေလို့မှတ်နော်လက်မှာလက်ပြောင်းပြန်လေးကိုမြင်လို့ရှိရင်အမွေလို့မှတ်မယ်လက်မွေးလို့မှတ်မယ်လက်ပြောင်းပြန်လေးကိုမြင်လို့ရှိရင်အမွေးလို့မှတ်မယ်သူများနဲ့တွဲလို့ရှိရင်မိုးချီသွေးသူများနဲ့တွဲလို့ရှိရင်ခဲဆုသူများနဲ့တွဲလို့ရှိရင်ခဲဆုပကံနဲ့ခက်မိသွားတော့သွေးတွေထွက်သွားတယ်လို့မှတ်မယ်ပကံစားတာပကံတစ်ချက်ပကံနဲ့တစ်ချက်ခက်မိသွားတာသွေးတွေထွက်သွားတယ်လို့မှတ်မယ်ပကံနဲ့တစ်ချက်ခက်မိသွားတာသွေးတွေထွက်သွားတယ်လို့မှတ်မယ်ချီသွေးသူများနဲ့တွဲလို့ရှိရင်ခဲဆု6လုံးမြောက်ခဲ့ကြရကြတော့ဆူမတ်ရှူတာတောက်တာနော်သူများနဲ့တွဲလို့ရှိရင်Q ပါဇက်နဲ့လေကားတက်မှာ Q 6 ခါလောက်ရှူဆိုင်နေတယ်ဆက်လိုက်တောက်နေတယ်လို့မှတ်ပါဇက်နဲ့လေကားတက်မှာ6 ခါလောက်ဆက်လိုက်တောက်နေတယ်လို့မှတ်မယ်ဒီနေရာမှာဆက်လိုက်တောက်တယ်ဆိုတာမှသုံးတာလေရှိုက်တာနော်ရှူရှိုက်တာအဲ့လိုမျိုးပါဇက်နဲ့လေကားတက်မှာ6 ခါလောက် Q သူများနဲ့တွဲလို့ရှိရင် Q ပါဇက်နဲ့လေကားတက်မှာ6 ခါလောက်ရှူရှိုက်နေတယ်ဆက်လိုက်တောက်နေတယ်လို့မှတ်မယ် Q သူများနဲ့တွဲရင် Q ဒါမှမဟုတ်ရှင်9 မိနစ်လောက်ပါနော်ပါဇက်နဲ့လေကားတက်မှာ9 မိနစ်လောက်
ကိုမင်းနာစလိုက်တောင်းနေတယ်လို့မှတ်အီနော်ချီဘဝအသက်အီနော်ချီဘဝအသက်သူများနဲ့တွေ့လို့ရှိရင်မေသူများနဲ့တွေ့မေရဲ့ဘဝအသက်လို့မှတ်မယ်အမိုးအောင်မှာတခါလာစားလိုက်အမိုးအောင်မှာတနေ့စားလိုက်ရက်ခလိုက်နဲ့နေနေတာမေရဲ့ဘဝပဲလို့မှတ်မယ်အမိုးအောင်မှာတနေ့ပါဇက်ကနေစားလိုက်ရက်ခလိုက်နဲ့နေနေတာမေရဲ့ဘဝပဲလို့မှတ်မယ်ဒီအမိုးအောင်မှာတနေ့အမိုးအောင်မှာနော်အမိုးအောင်မှာတနေ့ပါဇက်ကနေစားလိုက်ရက်ခလိုက်နဲ့နေနေတာမေရဲ့ဘဝလို့မှတ်မယ်သူများနဲ့တွေ့လို့ရှိရင်မေသူများနဲ့တွေ့လို့ရှိရင်မေအီနော်ချီကအသက်ဘဝအီနော်ချီကအသက်ဘဝခုနှလုံးမြောက်ပြီးတိုင်းနော်ရှစ်လုံးမြောက်ခန်းကြီးချီရှစ်လုံးမြောက်ချီသူများနဲ့တွေ့လို့ရှိရင်ဂျီသူများနဲ့တွေ့လို့ရှိရင်ဂျီမြေနော်မြေခုနကတော့ဒါစွတ်ချီမြေကြီးစွတ်ချီမြေတွေကလည်းမြေပဲပေါ့နော်မြေပဲလို့မှတ်မယ်မြေဒါကလည်းစွတ်ချီမြေဒီနှစ်ခုပေါင်းသွားလို့ရှိရင်လည်းစွတ်ချီချီမြေနော်ဒီတစ်ခုတည်းဆိုရင်စွတ်ချီမြေနှစ်ခုဆိုလို့ရှိရင်ချီဆိုတဲ့မြေသူများတွေ့လို့ရှိရင်ဂျီအဲကြတော့ချီရီပထဝီအဲ့လိုမှတ်လိုက်ရတယ်နော်ဒါမှမဟုတ်လို့ရှိရင်ရှေ့တစ်ခုတည်းဆိုလို့ရှိရင်စွတ်ချီဆိုတဲ့မြေကြီးစွတ်ချီဆိုတဲ့မြေကြီးမြေတွေကဂျီဆိုတဲ့ချိန်တိုင်းရှိနေပြီးသားပဲเนาะမြေကြီးတွေကအချိန်တိုင်းရှိနေပြီးသားပဲလို့မှတ်မယ်မြေနှစ်ခုဆိုလဲမြေနှစ်ခုတွေ့လို့ရှိရင်မြေချီဆိုတဲ့မြေတစ်ခုတည်းဒီလိုတစ်ခုတည်းတွေ့လို့ရှိရင်စွတ်ချီဆိုတဲ့မြေသူများနဲ့တွေ့ကြည့်မြေတွေကကဘာပေါ်မှာအချိန်ပြည့်ရှိနေမှာပဲလို့မှတ်မယ်ဟိုကတခြားဆိုတာတခြားလူတွေကကဘာပေါ်ကအခြားအရာတွေကိုတောင်းတကြတယ်လို့မှတ်နော်သူများနဲ့တွေ့လို့ရှိရင်သူများနဲ့တွေ့လို့ရှိရင်ဆိုလူတွေကကဘာမြေကြီးပေါ်ကတခြားသောအရာတွေကိုတောင်းတကြတယ်လို့မှတ်မယ်ဟိုကအခြားတခြားဟိုကနိအခြားတခြားနော်တောင်းတကြတယ်သူများနဲ့တွေ့လို့ရှိရင်လူတွေကကဘာပေါ်ကကဘာမြေကြီးပေါ်ကအခြားသောအရာတွေကိုတောင်းတကြတယ်လို့မှတ်မယ်စရပကံပြားဒါလေးကပကံပြားကိတ်မုတ်လေးတွေပကံပြားပေါ်မှာလှီးထားတယ်ကိတ်မုတ်လေးကိုပကံပြားပေါ်မှာတင်ထားတယ်လို့မှတ်မယ်စက်လုံးမြောက်ပြီးသွားပြီနော်ဒါဆိုတခန်းပြီးသွားပါပြီခက်လေးကိုဆက်သွားပါပြီရှင် K နော်နံပါတ်1က K ရပါတယ်ဆိုလို့ရှိရင်ရှုခင်းမြင်ကွင်း K ရပါတယ်ဆိုရင်ရှုခင်းမြင်ကွင်းနေ့တိုင်းခေါ်တိုလိုတိုခေါ်လို့ရဲ့ရှုခင်းမြင်ကွင်းတွေကိုမြင်တွေ့နေရတယ်လို့မှတ်မယ်နေ့တိုင်းခေါ်တိုလိုတိုခေါ်လို့ရဲ့ရှုခင်းတွေမြင်ကွင်းတွေကိုမြင်တွေ့နေရတယ်လို့မှတ်မယ်နေ့တိုင်းခေါ်တိုလိုတိုခေါ်လို့ရဲ့ရှုခင်းတွေမြင်ကွင်းတွေကိုမြင်တွေ့နေရတယ်လို့မှတ်မယ်နေ့တိုင်းခေါ်တိုလိုတိုခေါ်လို့ရဲ့လေရှုခင်းတွေမြင်ကွင်းတွေကိုမြင်တွေ့နေရတယ်လို့မှတ်မယ်K ရှုခင်းမြင်ကွင်းနံပါတ်2လုံးမြောက်ခက်ကြတော့မီဇူဥမီဆိုတာရေကန်ကြီးကိုပြောတာမီဇူဥမီဆိုတာရေကန်ကြီးကိုပြောတော့သူများနဲ့တွေ့လို့ရှိရင်ခိုသူများနဲ့တွေ့ရင်ခိုရေကန်ဆိုမှတော့ရေစက်ပါမယ်ဒါကဟောင်းနွမ်းတာ
ဒါကလဒါကိုဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ရေကန်ကြီးဟောင်းနှွမ်းနေတဲ့ရေကန်ကြီးဟောင်းနှွမ်းနေတဲ့ရေကန်ကြီးကလာရိတ်လေးဖြာနေတဲ့အချိန်မှာခိုလေးတွေနားနေကြတယ်လို့မှတ်မယ်ခိုလေးတွေကနားနေကြတယ်လို့မှတ်မယ်ရေကန်ကြီးကဟောင်းနှွမ်းနေတဲ့ရေကန်ကြီးကလာရိတ်လေးဖြာနေတော့ဟောင်းနှွမ်းနေတဲ့ရေကန်ကြီးကရေကန်ကြီးကအိုဟောင်းနေပြီမဲ့လာရိတ်လေးတော့ဖြာနေတော့မဲ့လို့ခိုလေးတွေကပြောတယ်ဘယ်လိုမှတ်လဲရတယ်နော်ရေကန်ကြီးကဟောင်းနှွမ်းနေပြီမဲ့လာရိတ်လေးကဖြာနေတော့မဲ့လို့ခိုလေးတွေကပြောတယ်လို့မှတ်မယ်ဒီလိုမှတ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်ရေကန်ကြီးကဟောင်းနှွမ်းနေတယ်ရေကန်ကြီးကဟောင်းနှွမ်းနေတော့လာရိတ်လေးဖြာနေတဲ့အချိန်မှာရေကန်ကြီးကဟောင်းနှွမ်းနေပြီမဲ့လာရိတ်လေးဖြာနေတဲ့အချိန်မှာခိုလေးတွေလည်းနားကြတယ်လို့မှတ်မယ်အဲ့လိုမှတ်လိုက်ရနော်ကိုအစင်ပြေမှတ်ကြပါတော်လုံးမြောက်ခန်းကြီးဖုနယ်တင်မော်ခန်းကြီးနော်ဖုနယ်တင်မော်သူများတော်လို့ရှိရင်စမ်းသူများတော်လို့ရှိရင်စမ်းတင်မော်ဒါတင်မော်လို့မှတ်မယ်သူများတော်လို့ရှိရင်စမ်းရွက်တိုင်နော်ရွက်တိုင်ဒါရွက်တိုင်လို့မှတ်မယ်တင်မော်တွေမှာတချို့တင်မော်တွေမှာရွက်တိုင်တွေပါတယ်လေရွက်တိုင်ရှေ့ရောက်တာပါဇက်ကနေပြောနေတာတင်မော်နော်ရှေ့ရောက်တာပါဇက်ကနေပြောနေတာတင်မော်စမ်းကြဲတယ်ရွက်တိုင်ကြီးကတင်မော်နဲ့တူတော့စမ်းကြဲတယ်လို့မှတ်မယ်ရွက်တိုင်ကြီးကတင်မော်နဲ့တူတော့စမ်းကြဲတယ်လို့မှတ်မယ်ရွက်တိုင်ကြီးကတင်မော်နဲ့တူတော့စမ်းကြဲတယ်လို့မှတ်မယ်ရှေ့ရောက်တာပြောနေကြရလေရွက်တိုင်ကြီးကတင်မော်နဲ့တူတော့စမ်းကြဲလိုက်တာရွက်တိုင်ကြီးကတင်မော်နဲ့တူလိုက်တယ်တင်မော်နဲ့တူတော့စမ်းကြဲလိုက်တာလို့ရှေ့ရောက်တာပါဇက်ကနေပြောနေကြတယ်လို့မှတ်မယ်ဖုနယ်တင်မော်ဖုနယ်ကတင်မော်တော်လုံးမြောက်ပြီးသားရနော်လေးလုံးမြောက်ခန်းကျကြတော့အရှိဆိုရဲကြောက်တော့ခန်းကြီးသူများတော်လို့ရှိရင်ဆက်သူများတော်လို့ရှိရင်ဆက်ညာနဲ့တူတာကြောက်တော့လို့မှတ်ညာဘက်နဲ့တူတာကြောက်တော့လို့မှတ်မယ်ဒါမှမဟုတ်လို့ရှိရင်ကြောက်တော့ကညာဘက်မှာရှိတယ်ညာဘက်နဲ့တူတာကြောက်တော့ကညာဘက်မှာရှိတယ်ဆက်သူများတော်လို့ရှိရင်ဆက်ထိုင်ကုန်ပေါ်မှာညာဘက်ကထိုင်ကုန်ပေါ်မှာကြောက်တုံးကြီးရှိတယ်လို့မှတ်မယ်ဆက်ဆိုတာသူများတော်ဆက်ထိုင်ကုန်ပေါ်မှာညာဘက်ကထိုင်ကုန်ပေါ်မှာကြောက်တုံးကြီးရှိတယ်လို့မှတ်မယ်အရှိကြောက်တုံးငါးလုံးမြောက်ခန်းကြီးကကြောက်ဤဝသူကကြောက်ဆိုင်လို့မှတ်လိုက်နော်ကြောက်ဆိုင်ကြောက်တုံးကြီးကြောက်ဆောင်ကြီးသူများတော်လို့ရှိခံတောင်းကြီးကြောက်စလိကြောက်တုံးကြီးတောင်းကြီးလောက်ရှိတဲ့ကြောက်တုံးကြီးခန်းဆိုတဲ့ကြောက်ခဲတွေကိုကြောက်တုံးလို့ခေါ်တယ်လို့မှတ်နော်တောင်းကြီးလောက်ရှိတဲ့ခန်းဆိုတဲ့ကြောက်တုံးတွေသူများတော်လို့ရှိခန်းဆိုတဲ့ကြောက်တုံးတွေကိုကြောက်ခဲတွေလို့မှတ်မယ်ကြောက်ဆောင်တွေလို့မှတ်မယ်သူများနဲ့တွဲလို့ရှိရင်ခန်းသူများနဲ့တွဲရင်ခန်းသူများနဲ့တွဲလို့ရှိရင်ခန်းအဲ့တော့အပေါ်ကအရှိနဲ့အောက်ကဤဝါနဲ့မတူဘူးနော်ဘလို့မတူလဲဆိုလို့ရှိရင်ဒီမှာဝတ္တရှိပြောပြမယ်ဒါကအရှိဆိုတာဆိုတဲ့ကြောက်ဒါကကြတော့ဤဝါဆိုတဲ့ကြောက်နှစ်ခုလုံးကတော့ကြောက်တွေပဲဘလို့กว่าလဲဆိုလို့ရှိရင်အရှိဆိုတဲ့ကြောက်က
ကိုင်လို့ရတယ်လက်နဲ့ကောက်လို့ရတယ်ကိုင်လို့ရတဲ့အနေအထားအရွယ်အစားပဲရှိတယ်ကြောက်နော်ကြောက်စလစ်ခဲလေးတွေနော်အဲ့လိုမျိုးပြောတာဤဝါဆိုတဲ့ကြောက်ကကြတော့ကြောက်စာကြီးကြောက်စာဝီးတွေကြောက်တော်ဝီးတွေလက်နဲ့ကင်တွယ်လို့လက်နဲ့ကောက်ယူလို့မရဘူးကွာအဲ့လိုမျိုးကြောက်ကမ်းပါတွေအဲ့လိုမျိုးကြောက်ကိုပြောတာအဲ့ဒါဤဝသူများနဲ့တွေ့ရင်ခံတောင်လောက်ရှိတဲ့ကြောက်တောင်လောက်ရှိတဲ့ခန်းဆိုတဲ့ကြောက်တွေကခန်းဆိုတဲ့ကြောက်တွေတောင်လောက်ရှိတဲ့ခန်းဆိုတဲ့ကြောက်တုံးတွေကြောက်ဆောင်တွေလို့မှတ်မယ်ဒါကကြတော့ညာဘက်သူများနဲ့တွေ့ရင်စက်ခိနောက်တော့ညာဘက်ကထိုင်ကုန်ပေါ်မှာကြောက်စလစ်ခဲတွေရှိနေတယ်လို့မှတ်အဲ့လိုမှတ်လိုက်မယ်နော်ညာဘက်ကညာဒီထိုင်ကုန်ညာဘက်ကထိုင်ကုန်ပေါ်မှာကြောက်စလစ်ခဲတွေရှိနေတယ်လို့မှတ်မယ်တောင်လောက်ရှိတဲ့ကြောက်တွေတောင်လောက်ရှိတဲ့ကြောက်တွေကကြောက်ဆောင်တွေကြောက်တုံးတွေလို့မှတ်မယ်ဤဝခန်းသူများတွေ့ရင်ခန်းတောင်လောက်ရှိတဲ့ခန်းဆိုတဲ့ကြောက်တုံးတွေကြောက်ဆောင်တွေကဒီတောင်ခန်းဆိုတဲ့ကြောက်တွေကကြောက်တုံးတွေကြောက်ဆောင်တွေလို့မှတ်နော်တောင်လောက်ရှိတဲ့ခန်းဆိုတဲ့ဒီခန်းဆိုတဲ့ကြောက်တွေကကြောက်တုံးတွေကြောက်ဆောင်တွေလို့မှတ်မယ်ညာဘက်ကထိုင်ကုန်ပေါ်မှာရှိနေတာကြောက်စလစ်ခဲတွေလို့မှတ်မယ်နော်အဲ့လိုမျိုးမှတ်လိုက်မယ်အရှိဆိုတာကောက်လို့ရတယ်လက်နဲ့ကောက်ယူလို့ရတယ်ကြောက်အရွယ်အစားအဲ့လောက်အရွယ်အစားကိုပြောတာနှစ်ခုလုံးကတော့ကြောက်ပဲဤဝါဆိုတာကကြတော့ကြောက်ဆောင်ကြီးတွေကြောက်တုံးကြီးတွေကြောက်ကမ်းပါတွေကိုပြောတာနောက်တစ်ခုနံပါတ်6ဥမမြင်းမဆိုတာမြင်းလေးကရှိရလို့မှတ်လိုက်နော်မြင်းဒါမြင်းအဲ့တော့နောက်တစ်ခုဆက်သွားမယ်သူများနဲ့တွေ့လို့ရှိရင်အဘမှာမြင်းနေရှိတယ်လို့မှတ်မယ်နော်သူများနဲ့တွေ့လို့ရှိရင်အဘမှာမြင်းနေရှိတယ်လို့မှတ်မယ်စုနာတဲသူများနဲ့တွေ့လို့ရှိရင်စုနာတဲသူများနဲ့တွေ့လို့ရှိရင်ကြောက်တုံးတွေကိုနည်းနည်းချင်းစီစားနေတာတဲတွေလို့မှတ်နော်သူများနဲ့တွေ့လို့ရှိရင်သူများနဲ့တွေ့လို့ရှိရင်ကြောက်တုံးတွေကိုနည်းနည်းချင်းစီစားနေတာတဲတွေလို့မှတ်မယ်ကြောက်တုံးတွေကိုနည်းနည်းချင်းစီစားနေတာတဲတွေလို့မှတ်မယ်နော်စုနာတဲသူများနဲ့တွေ့လို့ရှိရင်နည်းနည်းချင်းစီစားနေတာတဲတွေလို့မှတ်မယ်သူများနဲ့တွေ့လို့ရှိရင်စုနာတဲရှစ်လုံးမြောက်ခဲကြီးရှိမကျွန်းသူများနဲ့တွေ့လို့ရှိရင်တိုးရတယ်လေတိုးရတယ်ငှက်ဒါကတောင်ငှက်နဲ့တောင်ကျွန်းကိုတိုးရတယ်လို့မှတ်နော်ငှက်တောင်ကျွန်းကိုတိုးရတယ်လို့မှတ်မယ်ငှက်နဲ့တောင်ဆိုတော့ငှက်တောင်ကျွန်းကိုတိုးရတယ်သူများနဲ့တွေ့လို့ရှိရင်တိုးဆိုတော့ငှက်တောင်ကျွန်းရှိမကျွန်းငှက်တောင်ကျွန်းကိုတိုးရတယ်လို့မှတ်မယ်ငှက်တောင်ကျွန်းကိုတိုးရတယ်လို့မှတ်မယ်ရှိမကျွန်းသူများနဲ့တွေ့ရင်တိုးသူများနဲ့တွေ့လို့ရှိရင်တိုးငှက်တောင်ကျွန်းကိုတိုးရတယ်လို့မှတ်မယ်ကိုလုံးမြခန်းကြီးအာဗုရစီသူများနဲ့တွေ့လို့ရှိရင်ယူသူများနဲ့တွေ့လို့ရှိရင်ယူစီဆိုမှတော့ရေးဆက်ပါမယ်စီရရှိနဲ့အတူတူပဲဆိုတော့စီဆိုတော့ရေးဆက်ပါမယ်အဲ့ဒါဘယ်လိုမှတ်မလဲဆိုလို့ရှိရင်သူများနဲ့တွေ့လို့ရှိရင်ယူကအကြောင်းပြချက်ရှိလို့စီတွေလာပေးတာလို့မှတ်ယူကအကြောင်းပြချက်ရှိလို့စီတွေလာပေးတာလို့မှတ်မယ်စိတ်ပိုင်းတူဦးယုံမိတူတယ်နော်ယူကဒါရီယူတို့ဘာလို့မှပါတဲ့ခန်းကြီးနော်ယူကသူများနဲ့တွေ့ရင်ယူစိတ်ပိုင်းတူတော့ဦးယုံမိတူတယ်ယူကစီတွေကိုလာပေးတယ်ဆိုတာအကြောင်းပြချက်ရှိလို့မှတ်မယ်ဒါကအကြောင်းပြချက်မှာပါတဲ့ခန်းကြီးရီယူမှာပါတဲ့အစိတ်အပိုင်းခန်းကြီးဒီကကြတော့စိတ်ပိုင်းတူဦးယုံမိတူတော့ယူကစီတွေလာပေးတယ်ဆိုတော့အကြောင်းပြချက်ရှိလို့မှတ်မယ်
10လုံးမြောက်ခဲ့ကြီးမမိုးရုမမိုးရုမမိုးရိမမိုးရုမမိုးရိမတ်ကန်လာတယ်ကာကွယ်တယ်ထိတ်သိမ်းတယ်စောက်ရှောက်တယ်လိုက်နာတယ်အမိုးအမှာအမိုးအအိုတဲ့လူတွေကိုထိတ်သိမ်းတယ်ကာကွယ်တယ်စောက်ရှောက်တယ်စောက်ရှောက်ဖို့လိုက်နာတယ်လို့မှတ်မယ်မမိုးရုကမမိုးရိမတ်ကန်လာတယ်ထိတ်သိမ်းတယ်ထိတ်သိမ်းတယ်ကာကွယ်တယ်စောက်ရှောက်တယ်လိုက်နာတယ်မမိုးရိဆိုတာကြတော့အဆောင်မမိုးရိကအဆောင်အဲ့ဒါဘယ်လိုမှတ်မလဲဆိုလို့ရှိရင်အမိုးအအိုတဲ့လူတွေကိုကာကွယ်ထိတ်သိမ်းစောက်ရှောက်ဖို့လိုက်နာရတယ်ဒါကြောင့်မို့အဆောင်ကြီးစောင့်ထားရတယ်လို့မှတ်မယ်နော်အမိုးအအိုတဲ့လူတွေကိုကာကွယ်စောက်ရှောက်ထိတ်သိမ်းဖို့လိုက်နာရတယ်အဆောင်ကြီးရှိတယ်လို့မှတ်မယ်မမိုးရိကအဆောင်မမိုးရုကထိတ်သိမ်းတဲ့ကာကွယ်စောက်ရှောက်တယ်လိုက်နာတယ်အိုခုထားတယ်သူများနဲ့တွဲလို့ရှိရင်ချိသူများနဲ့တွဲရင်ချိအိုခုထားသည်သူများနဲ့တွဲလို့ရှိရင်ချိစိတ်ပိုင်းတစ်ချက်ကြည့်မယ်မျက်စိမျက်လုံးကနေကြည့်ပြုပြင်ဖို့သူများနဲ့တွဲလို့ရှိရင်ချိမျက်စိနဲ့ကြည့်ပြီးတော့ပြုပြင်ဖို့ခြီပြီးတော့လာထားတယ်လို့မှတ်နော်ခြီပြီးတော့လာထားတယ်လို့မှတ်မယ်မျက်လုံးကနေပြုပြင်ဖို့နော်မျက်လုံးနဲ့ကြည့်ပြီးတော့ပြုပြင်ဖို့ခြီပြီးတော့လာထားတယ်လို့မှတ်မယ်မျက်လုံးနဲ့ကြည့်ပြီးတော့ပြုပြင်ဖို့ခြီပြီးတော့လာထားတယ်လို့မှတ်မယ်ဒီကန်းကြည့်ရပြုပြင်တယ်နော်ဒါဆိုလို့ရှိရင်နှခမ်းပြီးသွားပါပြီနော်ဒီအတွက်နှခမ်းပြီးသွားပြီဆိုတော့နောက်နေ့ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်